ပုဂ္ဂိုလ် asset ကြောင့်မတည်ပဲနေ gaming ဖုန်းလို့ပြောနေကြလုံးဝကိုမားနေတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဖုန်းက gaming performance ကိုပို့ပြီးတော့ level တစ်ခုထိတောင်မြင့်တင်ပေးထားလို့ပါ။အနိုးဖို့ကောင်းတာကလူတွေက Redmi Turbo 4နဲ့ Redmi K60 ကိုပဲရွေးပြီးတော့ဝယ်နေကြတော့လေ။ဒီမှာပါကျွန်တော်နာမည်ရောတရားလင်းဖြစ်ပါတယ်။ဖုန်းပြင်းတဲ့လုံးနဲ့ရော view တွေကိုလုပ်နေတဲ့သူတယောက်ပါ။ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့မိတ်ဆွေတယောက်က gaming ဖုန်းအကြောင်းတွေကိုလည်းပြောပြပေးပါအောင်ဆိုတော့ကျွန်တော်ဒီရဲ့ဖုန်းသုံးလုံးကိုရွေးချယ်ပြီးတော့ဒီရဲ့ performance တွေနဲ့ဒီဖုန်းတွေက game ဆိုလို့ကောင်းလဲဆိုတာပြောပြပေးတော့မှာဖြစ်ပါတယ်။ဆိုတော့ဗီဒီယိုလေးကိုအချိန်မဆွဲပဲစလိုက်ရအောင်။အရင်ဆုံး Redmi K60 ဆိုတာ Fishing Clear ဆိုတဲ့အတိုင်းပဲဒီငြိမ်မှုပိုင်းမှာတော့တကယ်ကိုဆရာကြီးပဲ Redmi Turbo 4က performance နဲ့စီးနှုန်းကိုချိန်ထိထားတဲ့ဖုန်းလေးပါ Poco S6 ကတော့ Global မှာ gaming နေရာကိုမြင့်မှန်းထားတဲ့နောက်ဆုံးပေါ်နည်းပညာဖုန်းပါဖုန်းဝယ်တယ်ဆိုတာအပြင်ပန်းကြည့်ပြီးတော့ဝယ်ရတာမဟုတ်ဘူးကိုကဘယ်လိုဂိမ်းမာမျိုးလဲဆိုတာအရင်ဆုံးသိပြီးတော့လို့ရ gaming chipset အကြောင်းတွေကိုပြောလိုက်ရအောင် Poco S6 မှာ Snapdragon 8X Gen 3ကိုသုံးထားတယ်။ဒါကတကယ်ကိုစင်းမြင့်တဲ့နည်းပညာတစ်ခုပါ။ဂိမ်းထဲမှာ refrigerator ဆွဲတဲ့အခါပို့ပြီးတော့အသေးစိတ်ကပိုလန်းတယ်။ Redmi Turbo 4မှာကတော့ Dimensity 9000 series နဲ့လာတယ်။ CPU power ကတော့အရန်ကျန်းတယ်။ဒါပေမဲ့ graphic ဘိုင်းမှာတော့ Snapdragon တော့ operating system မကောင်းသေးတာကိုတော့တတိထားမိရယ်။ Redmi K60 မှာကတော့ Snapdragon 8 Plus Gen 1ကိုသုံးထားတယ်။ဟောင်းနေပေမဲ့ကောင်းတယ်ဆိုတဲ့အတိုင်းပဲဂိမ်းမှန်တဲ့မြကိုတော့ AACC နဲ့ဆော့လို့ရနေတော့ပဲဒါပေမဲ့နောက်2နှစ်3နှစ်အချိန်မှာပိုကောင်းတဲ့ရက်လက်ကိုလိုချင်တယ်ဆိုရင်တော့ Poco S6 ကိုပဲရွေးချယ်ဖို့ကျွန်တော်အကြံပေးခြင်းနဲ့ဂိမ်းကနန်းတွေကိုခဏထားပြီးတော့ UPG ကို 90 frame မှာထားပြီးတော့ဆော့ကြည့်လိုက်တဲ့အချိန်မှာ Poco S6 ကတော့ dog shot တည်ငြိမ်နေတာကိုတွေ့ရတယ်။ frame drop တာတွေဘာတွေမတွေ့ရတဲ့လောက်ပဲ။ Redmi Turbo 4မှာကတော့အားနည်းချက်တစ်ခုရှိတယ်။ power တာတာမှန်ပေမဲ့ဆော့ရင်းနဲ့ operating system ကြောင့် frame တစ်ချက်ကျတာတွေတွေ့ရတယ်။ဒါကအပြိန်စိန်ခိုင်းသမားတွေတွက်ဆိုရင်တော့အားနည်းချက်တစ်ခုလို့ပြောလို့ရမှာပါ။ Redmi K60 လည်းဆော့ပြီးပြီ။သူ့စီမှာက performance ကိုအမြင့်ကြီးမျှော်လင့်လို့မရပေမဲ့ရှိတဲ့ power တွေကိုအကုန်ထုတ်သုံးပြီးတော့တည်တည်ငြိမ်ငြိမ်နဲ့ဆော့လို့ရအောင်လုပ်ပေးထားရဲ့။ gaming ဖုန်းတွေဆိုတာအပူချိန်ကတော့ပထမဆုံးအဓိကအချက်လို့ပြောလို့ရမယ်။ဖုန်းကပူလာပြီဆိုရင် frame rate တွေကကျတာကတော့ထုံးစံပဲ။ဒါပေမဲ့ဒီနေရာမှာ Poco S6 ရဲ့ cooling system စနစ်ကတော်တော်လေးအလုပ်ဖြစ်တာကိုတွေ့ရတယ်။ lock session ပိုင်းနေမှာတော့အပူချိန်ကိုထိန်းထားနိုင်တယ်။ Redmi Turbo 4မှာကတော့ performance ပိုင်းကိုမြင့်တင်ထားသလားတော့မသိဘူး။ဂိမ်းဆော့မယ်ဆိုရင်အပူချိန်ကနည်းနည်းပိုမြန်တယ်။ကာဘာဒူကြီးကိုစွတ်ပြီးတော့ဆော့မယ်ဆိုရင်ပိုပြီးတော့ performance ကျသွားသလားလို့တော့ခန်းစားရစီတယ်။ကျွန်တော်ဒီနေရာမှာနည်းနည်းတော့အကြံပေးခြင်းနဲ့ဘာဖုန်းကိုဝယ်ရမလဲဆိုတာကိုပေါ့။ကျွန်တော်မိတ်ဆွေက budget ကိုလည်းချွေတာခြင်းနဲ့ game ကိုလည်းတင်တင်မယ်ဆော့မယ်ဆိုရင်တော့ Redmi K60 ကိုရွေးပါသူကဆေးလက်တန်တယ်လို့သုံးရတာလည်းတည်ငြိမ်တယ်ပြီးတော့ performance တစ်ကိုစမ်းသုံးကြည့်ခြင်းနဲ့ game တွေမှာကပဲနေအခြားကိစ္စတွေကိုပို့ပါမြပြီးသုံးခြင်းနဲ့ဆိုရင်တော့ Redmi Turbo 4ကိုရွေးပါဒါပေမဲ့မိတ်ဆွေက game ကြီးတွေကိုလည်းဆော့ခြင်းနဲ့ဖုန်းကိုလည်းကြာကြီးကိန်းခြင်းနဲ့ဆိုရင်တော့ Poco S6 ကိုလည်းစဉ်းစားကြည့်ပါလို့အကြံပေးချင်ပါတယ်ဒီတော့ဒီဗီဒီယိုမှာမိတ်ဆွေဘာဝယ်ရမလဲဆိုတာကိုနည်းနည်းများစဉ်းစားမိပြီလို့ထင်ပါတယ်မိတ်ဆွေရဲ့ရွေးချယ်မှုကဘာဖြစ်မလဲဆိုတာကိုလည်းအောက်က comment မှာရေးခဲ့ပေးလို့ရပါတယ်နောက်လာမယ့်ဗီဒီယိုမှာပြန်တွေ့ကြရအောင်